Hello everyone, welcome to Learn English with Adiana. Present Perfect Continuous နဲ့ Present Perfect Simple tenses နှစ်ခုလုံးကို Adiana အသေးစိတ်ရှင်းပြခဲ့ပြီးပါပြီ။လေ့လာရသေးတဲ့သူများအတွက်ဗီဒီယိုရဲ့အောက်မှာ link လေးထည့်ပေးထားပါမယ်။တော့ရောက်လေ့လာလို့ရပါတယ်ရှင်။ဒီနေ့မှာတော့ Present Perfect Continuous နဲ့ Present Perfect Simple တို့ကိုနှိုင်းယှဉ်ကြည့်ရအောင်။ tenses နှစ်ခုလုံးကအတိတ်မှာစတင်ခဲ့ပြီးတော့အခုလက်ရှိနဲ့တစုံတရာချိတ်ဆက်မှုရှိတဲ့လုံးဆောင်ချက်တွေမှာသုံးတယ်။ဒါပေမဲ့သူတို့ကိုမတူညီတဲ့အခြေအနေတွေမှာသုံးတာဖြစ်ပါတယ်။ဘလို့မတူညီတဲ့အခြေအနေတွေမှာသုံးတာလဲဆိုတာခဏနေကြရင်ရှင်းပြပေးမယ်။အခုသင်မိသားစာတွေကိုအနည်းငယ်ပြန်နှွှေးရအောင် Present Perfect Continuous က has သို့မဟုတ် have plus been plus verb ing ဖြစ်ပါတယ်။ဘလို့အခြေအနေတွေမှာသုံးတာလဲဆိုရင်အတိတ်မှာစတင်ခဲ့ပြီးတော့အခုလက်ရှိအထိအချိန်ကာလကြာချိန်မှာလုပ်တဲ့လုံးဆောင်ချက်ကိုပြောတဲ့အခါမှာသုံးတယ်။သို့မဟုတ်အတိတ်မှာစတင်ခဲ့တဲ့လုံးဆောင်ချက်ကအခုလေးတင်ပြီးသွားတယ်။မကြာသေးခင်လေးကပြီးသွားတယ်။အဲ့ဒီလုံးဆောင်ချက်ရဲ့အကျိုးသက်ရောက်မှုတော့ရှိနေစေဖြစ်ပါတယ်။ဥပမာစာကြောင်းလေးတွေကြည့်လိုက်ရအောင်။ I have been studying for 3 hours. 3နာရီကြာစာလေ့လာနေတယ်။စာလေ့လာခြင်းကိုအတိတ်မှာစတင်ခဲ့ပြီးတော့အခုလက်ရှိအချိန်မှာ3နာရီကြာရှိနေပြီ။သူပြောတဲ့အခုလက်ရှိအချိန်မှာလည်းစာလေ့လာနေစေဖြစ်တယ်။နောက်ထပ်ဥပမာတစ်ခုက She has been working a lot lately. သူမကြာခင်ကအလုပ်တွေအများကြီးလုပ်နေတာအတိတ်မှာစတင်ခဲ့တဲ့အလုပ်တွေအများကြီးလှုပ်ဆောင်နေဆိုတဲ့လှုပ်ဆောင်ချက်ကမကြာသေးခင်ကပြီးသွားတယ်ပြီးတော့အဲ့လိုလှုပ်ဆောင်ချက်ကြောင့်ဥပမာပင်ပန်းနေတယ်ပင်ပန်းနဲ့ခေါင်းကိုက်တယ်အစရှိသဖြင့်အခုချိန်မှာအကျိုးသက်ရောက်မှုတစ်ခုရှိတယ်အဲ့လိုအခြေအနေတွေမှာသုံးတာဖြစ်ပါတယ် Present Perfect Simple ကတော့ have သို့မဟုတ် has plus past participle ဖြစ်ပါတယ်အချိန်တိကျမဖော်ပြထားတဲ့အတိတ်ကာလမှာဖြစ်ပျက်ခဲ့တဲ့ပြီးဆုံးပြီးသားလှုပ်ဆောင်ချက်ကိုပြောတဲ့အခါမှာသုံးတယ်။အဲ့အပြင်အတိတ်ကလှုပ်ဆောင်ချက်ကြောင့်အခုမှတက်ရောက်မှုတစ်ခုခုရှိနေတယ်ဆိုတဲ့အခြေအနေကိုပြောတဲ့အခါမှာသုံးတယ်။ဥပမာ I have studied French ငါပြင်သစ်ဘာသာစကားကိုလေ့လာဘူးတယ်။ဒီအစာကြောင်းမှာပြင်သစ်ဘာသာစကားလေ့လာခဲ့မှုတဲ့အတွေ့အကြုံကိုပဲရည်ညွှန်းတာဖြစ်ပါတယ်။ငါဘယ်လောက်ကြာအောင်လေ့လာရဲဆိုပြီးတော့ကြာချိန်မပါဘူး။ဒုတိယစာကြောင်းကိုကြည့်ရအောင် She has finished her homework သူမအိမ်စာတွေပြီးသွားပြီပြီးမြောက်ပြီးသားလှုပ်ဆောင်ချက်ဖြစ်ပြီးတော့အခုချိန်မှာအဲ့ရလက်ကိုလည်းမြင်ရတယ်အဆောက်ထဲမှာပါတဲ့ဥပမာလေးတွေနဲ့ tenses နှစ်ခုကိုနှိုင်းယှဉ်ကြည့်ရအောင် There is paint on Kate's clothes Kate ရဲ့အဝတ်စားပေါ်မှာဆေးတွေရှိတယ် She has been painting her bedroom မအခန်းကိုဆေးတုပ်နေရဒီဥပမာအခြေအနေမှာ Kate ကဆေးတုပ်နေခဲ့ပြီးတော့အခုလက်ရှိမှာလည်းဆေးတုပ်နေဆဲဖြစ်တယ်မပြီးသေးတဲ့လှုပ်ဆောင်ချက်ဖြစ်တယ်ဒီဥပမာမှာဆိုရင် The bedroom was green now it is yellow အခန်းကအစိမ်းရောင်ဖြစ်ခဲ့တယ်အခုအဝါရောင်ဖြစ်တယ် She has painted her bedroom မအခန်းကိုဆေးတုပ်ပြီးပြီဆေးရောင်တုပ်ပြီးသွားလို့အစိမ်းရောင်ကနေအဝါရောင်ကိုပြောင်းသွားတာဖြစ်တယ်ပြီးမြောက်ပြီးသားလှုပ်ဆောင်ချက်ကိုရည်ညွှန်းတာဖြစ်ပါတယ်Present Perfect Continuous ကိုတစုံတစ်ခုဆက်လက်ဖြစ်ပေါ်နေတဲ့ကြာချိန်ကိုပြောတဲ့အခါမှာသုံးတယ်။ဥပမာ How long have you been reading that book? အဲ့ဒီစာအုပ်ကိုမင်းဘယ်လောက်ကြာဖတ်နေရလဲ။ Amy is writing emails. She has been writing emails all morning. သူမ email တွေကိုရေးနေတယ်။သူမတမန်နဲ့ခင်းလုံး email တွေကိုရေးနေတာ။ They have been playing tennis since 2 o'clock. လွန်ခဲ့တဲ့2 နာရီကတည်းကသူတို့ကစားနေကြတယ်။ I'm learning Arabic, but I haven't been learning it very long. Arabic ဘာသာကိုသင်ယူနေတယ်ဒါပေမဲ့အကြာကြီးမသင်ရသေးဘူး Present Perfect Simple ကို action တစ်ခုကဘလောက်များများလုပ်ပြီးပြီဘယ်နှကြိမ်လုပ်ပြီးပြီစတဲ့ဖြစ်ပျက်ပြီးသားလှုပ်ဆောင်ချက်တွေကိုပြောတဲ့အခါမှာသုံးတယ် Look at the examples How many pages of that book have you read ထိုစာအုပ်ရဲ့စာမျက်နှာဘယ်နှမျက်နှာဖတ်ပြီးပြီလဲ Amy has sent lots of email this morning Amy ကဒီမနက် email တွေအများကြီးပို့ပြီးပြီ They have played tennis 3 times this weekသူတို့ဒီဘက် tennis 3 ချိန်ကစားပြီးပြီ I'm learning Arabic but I haven't learned very much yet Arabic ဘာသာကိုသင်ယူနေတယ်ဒါပေမဲ့အခုထိအများကြီးမသင်ရသေးဘူးပုံမှန်အားဖြင့် continuous form မှာမသုံးတဲ့ verb တွေရှိပါတယ်အဲ့ဒါကို unit 4 present continuous tense အတွက်ရှင်းပြခဲ့တဲ့ဗီဒီယိုထဲမှာပြန်လေ့လာလို့ရပါတယ်နောက်တစ်ခုကပိုင်ဆိုင်နေဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ have ကို ing နဲ့မသုံးပါဘူးhave နဲ့ပတ်သက်တဲ့သင်ခန်းစာကို Unit 17မှာဆက်လက်လေ့လာရမှာဖြစ်ပါတယ်။ For example, I've known about the problem for a long time. ဒီပြဿနာအကြောင်းသိနေရတော့ကြာပြီ။ How long have you had that camera? အဲ့ဒီကင်မရာရှိတာဘယ်လောက်ကြာပြီလဲ။ဒါပေမဲ့ want နဲ့ mean ကို present perfect continuous tense မှာသုံးလို့ရပါတယ်။ Example,
I've been meaning to phone Anna, but I keep forgetting. အန်နာကိုဖုန်းခေါ်ဖို့ရည်ရွယ်နေတာဒါပေမဲ့ငါမေ့နေအောင်ပဲ tenses နှစ်ခုကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင် present perfect continuous ကလုပ်ဆောင်ချက်တစ်ခုရဲ့ကြာချိန်ကိုရည်ညွှန်းတာဖြစ်ပြီးတော့ present perfect simple ကပြီးမြောက်ပြီးသားလုပ်ဆောင်ချက်ကိုရည်ညွှန်းတာဖြစ်ပါတယ်လုပ်ဆောင်ချက်ကဆက်လက်ဖြစ်နေသေးလားဆိုရင် present perfect continuous ကဆက်လက်ဖြစ်နေတယ်သို့မဟုတ်မကြာသေးခင်ကရပ်သွားတယ် present perfect simple ကဆက်လက်ဖြစ်နေတာမဟုတ်ဘူးပြီးမြောက်ပြီးသားလုပ်ဆောင်ချက်တွေအတွက်ပဲသုံးတာဖြစ်ပါတယ် present perfect continuous ကို for since lately recently စတဲ့ time expressions တွေနဲ့တွဲသုံးလေးရှိပြီး present perfect simple ကို ever never just already yet စတဲ့ time expression တွေနဲ့တွဲသုံးလေးရှိပါတယ် for example I have been reading for 2 hours ငါစာဖတ်နေတာ2 နာရီရှိနေပြီ I've read 3 books this week ဒီအပတ်စာအုပ်တော့ဖတ်ပြီးပြီ That's all for today. I hope you know the difference between present perfect continuous and present perfect simple. Don't forget to like this video if you found it helpful. Please subscribe for more easy English lessons. Thanks for watching and I'll see you in the next video.